န္တာရှိမရှိစူးစမ်းတဲ့အနေနဲ့စန္ဒကူးတပိတ်ကိုအမြင့်အတောင်60လောက်မြင့်တဲ့အမြင့်နော်တောင်60လောက်မြင့်တဲ့အမြင့်ဝါထိပ်ပြားမှာဆွဲထားပြီးတော့ကြောညာထားတယ်သူကကြောညာထားတဲ့အခါကျတော့ဘာသာရေးခေါင်းဆောင်တွေကလောကမှာယဟန္တာတို့တကူရှိတယ်လို့ပြောနေတာလေဘာသာရေးခေါင်းဆောင်တွေပဲဖြစ်တယ်သူတို့ကဆက်သွယ်ကြတယ်ဒီတပိတ်လေးတစ်လုံးအတွက်နဲ့တကူပြဆရာမလိုဘူးငါဟာယဟန္တာလည်းဖြစ်တယ်တကူလည်းကြီးတယ်ငါလှူပါလို့ဆိုပြီးတော့ပုရဏကသဘာတို့မဂ္ဂလိဂောသလာတို့အဲ့ဒီ6ခိုင်းကခိုင်းကြီး6ခိုင်းကဘာသာရေးခေါင်းစဉ်ကဒီတတိကိုပြောခိုင်းတယ်တတိကလည်းခေါင်းမှလည်းကောင်းရင်တက်ပြီးယူနိုင်ယူဘယ်သူပဲဖြစ်ဖြစ်ဒီတိုင်းတော့ဘယ်သူမှမလှူဘူးဆိုတာခိုင်မှညင်းဆိုထားနောက်ဆုံးကြတော့ရှင်မောကလန်နဲ့ရှင်ပိန်ဒေါလဘာရတော်စားတော်ရာဇဂိုမြို့ထဲဝင်တဲ့အခါမှာဒီသတင်းလည်းကြားရရှင်မောကလန်ကပြောတယ်ကိုရောငါရှင်ပိန်ဒေါလကိုရောတကိုးလည်းကြီးတယ်အဲ့တော့တကိုးကြီးတယ်ရဟန္တာလည်းဟုတ်တယ်ဒီတပိတ်ကိုရောနဲ့ထိုက်တန်နဲ့တက်ပြီးယူပါလို့ဆိုတော့ရှင်ပိန်ဒေါလပြောတယ်အရှင်ဘုရားကတကိုးအရာမှာဣတေရတယ်အရှင်ဘုရားပဲယူပါအရှင်ဘုရားမယူဘူးဆိုရင်သူယူပါမယ်ဆိုတော့ရှင်မောကလန်ကိုရောပဲယူပါလို့ဆိုအဲ့ဒီလိုနှစ်ပါးတူတူစကားပြောပြီးတော့ကိုရောပဲယူလို့ဆိုရှင်ပိန်ဒေါလဇံပိန်ရင်ဝင်စားပြီးတော့ကောင်းကင်ယံအကြွသွားပြီးအဲ့ဒီတပိတ်ကိုဖြုတ်ယူလိုက်ပြီးတော့ဖြုတ်ယူလိုက်တဲ့အချိန်မှာတထေးမိသားစုကလည်းကြည်နေတော့အဲ့တော့ကောင်းကင်ကနေပြန်လာပြီးတော့တပိတ်ကိုယူသွားတော့အရှင်ဘုရားဆင်းတော်မူပါဆိုပြီးတော့တပိတ်ထဲမှာဆောင်းခဲဘွယ်ဘောဇင်ချိုချင်းရတာဖြားဖြားလေးအကုန်လုံးထည့်သွင်းပြီးတော့လှူဒန်းလိုက်တယ်အဲ့တော့ရှင်ပိန်ဒေါလတပိတ်ကိုယူပြီးတော့မြို့ကိုပတ်လိုက်တယ်ယူပြီးတော့မြို့ကိုလက်ပတ်တယ်ကောင်းကင်ယံကအဲ့ဒီမှာတထေးမိသားစုကရှင်ဘုရားဆင်းတော်မူပါဆိုပြီးတော့တပိတ်ကိုယူပြီးတော့ဆွန်ဟင်ခဲဘွယ်ဘောဇင်တွေအပြည့်ထည့်ပြီးတော့လှူလိုက်တယ်အဲ့ဒီတကိုးပြာတွေဟာအဝေးရောက်လို့မကြည့်ရတဲ့ပုဂ္ဂိုလ်တွေကကြည့်ကျင်လို့ရှင်ပိန်ဒေါလနောက်ကနေလိုက်ပြီးတော့ပြပါအောင်နဲ့လိုက်ကြတာပေါ့လိုက်ကြတာဘယ်ထိအောင်လိုက်တုံဆိုဝေလွန်ကျောင်းတော်ထဲထိရောက်သွားတာစူးစူးညံနောက်ကလူအုပ်ကြီးပါလာတော့မြတ်စွာဘုရားကအတန်နေလူတွေဘာလုပ်ကြတာလဲလို့ရှန္ဒနာမေးတော့ရှင်ပိန်ဒေါလစန္ဒကူးတပိတ်ကိုတက်ယူတယ်တကိုးလူတွေကကြည့်ကျင်လို့လိုက်ပြခိုင်းတာပါဘုရားလို့ဆိုတော့မြတ်စွာဘုရားသူခေါ်တယ်ခေါ်ပြီးတော့တကိုးနဲ့စန္ဒကူးတပိတ်ကိုယူတယ်ဆိုတာဟုတ်သလားလို့ဟုတ်ပါတယ်ဗျာမြတ်စွာဘုရားအပြစ်တင်တယ်အပြစ်တင်နာမှတ်လောက်သားလောက်အပြစ်တင်ဘာမှတန်ဖိုးမရှိတဲ့အရာတစ်ခုအတွက်အရှက်เสียကိုပြတယ်လို့ပဲနော်ဘာမှတန်ဖိုးမရှိတဲ့စန္ဒကူးအတွက်ဒီတကူးပြရမလားလို့မြတ်စွာဘုရားအပြစ်တင်အဲ့တော့တမ္မာပုဂ္ဂိုလ်တွေကတော့ထင်ကြမယ်ဒီတကူပြတာဟာသာသနာကိုပို့ပြီးတော့ကြီးညိုမဲ့လူတွေပေါ်မလာဘူးလားတကူပြတာမကောင်းဘူးလားလို့ဆိုမကောင်းဘူးမြတ်စွာဘုရားအနေနဲ့မြင်ဘာဖြစ်လို့တော့ဆိုတကယ်တရားဓုတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေဟာတကူမပြနိုင်လို့ရှိရင်လူတွေရဲ့စော်ကားမှုကိုခံရနိုင်တယ်ပေါ့မြတ်စွာဘုရားရဲ့သာသနာတော်မှာတကယ်တရားဓုတရားမြတ်ဆိုတာတကူပြနိုင်တာကိုခေါ်တာမဟုတ်ဘူးဒါကြောင့်မို့တကူပြတယ်ဆိုတာလောကီအတတ်ပညာတွေရှိတယ်တဲ့ခန္ဓာရီအတတ်ဆိုတာလူစိတ်ကိုသိတယ်ကောင်းကင်ယံကသွားနိုင်တယ်ဆိုတဲ့အတတ်တွေရှိတယ်နောက်မယုံတဲ့လူတွေဟာဒါကခန္ဓာရီဝိဇ္ဇာကြီးပါမျက်လှည့်သမားကြီးပါနော်မျက်လှည့်ပြတာပါသူကောင်းကင်ယံသွားတယ်ဆိုတော့သူသွားတာမဟုတ်ပါဘူးတကယ်မျက်လှည့်ပြတာပါလို့ဆိုပြီးမယုံကြည်ကြဘူးတဲ့ယုံကြည်အောင်လုပ်လို့မရဘူးလို့ဆိုရဲအနေအထားမျိုးတွေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားတကူပြတာကိုမကြိုက်ဘူးတကူပြခြင်းဖြင့်အောင်မြင်မှုမရနိုင်ဘူးသာသနာမှာတကူပြခြင်းဖြင့်လူကိုသိမ့်သွင်းလို့မရသို့သောလူတွေကတော့ထင်ကြတယ်တကူပြလို့ရှိရင်သာသနာကိုပိုးကြည့်ညိုမဲ့ပုဂ္ဂိုလ်တွေရှိပေါ်လာနိုင်တယ်အလုံးဟာဗုဒ္ဓဘာသာဖြစ်သွားလိမ့်မယ်လို့ဒီလိုထင်ကြတာနာလန္ဒမှာရှိတဲ့ကေဝတ္တဆိုတဲ့ကေဝတ္တပုဒ္ဒဆိုတဲ့လူတယောက်ဟာလေမြတ်စွာဘုရားကိုသွားတော်လျှောက်တာသူကအရှင်ဘုရားနာလန္ဒလူတွေသရတရားကောင်းတယ်တဲ့သာသနာကိုပိုးကြည့်ညောအောင်ရှင်ဘုရားတကူပြမဲ့ကိုရောတော်ကခံထားပေးပါတဲ့
နေ့စဉ်သူတကိုးမျိုးမျိုးပြရမှာပြရင်တစ်မျိုးလုံးလူတွေဟာဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့သာသနာတော်ပိုကြည်ညိုကြလိမ့်မယ်လို့ဒါသူ့အယူဆလျှောက်တယ်မြတ်စွာဘုရားလက်မခံဘူးမဖြစ်နိုင်ဘူးတဲ့မှန်တယ်လောကမှာမယုံတဲ့လူတွေကဘယ်လိုလုပ်လို့မှမယုံဘူးနော်တကိုးပြပြီးတော့ယုံအောင်လုပ်လို့မရဘူးတဲ့မြတ်စွာဘုရားအဲ့ဒီထဲမှာအစွမ်းထက်တာတစ်ခုကတော့တကူပြတာမဟုတ်ဘူးတဲ့ဆုံးမဩဝါဒပေးတာဟာဒါလေဘာသာတရားအတွက်တန်ဖိုးရှိဆုံးအရာဖြစ်တယ်ပေါ့ဘာသာတရားရဲ့ဆုံးမမှုဆိုတာတကူပြတာတဲ့ထိရောက်တယ်တကူပြလို့ရှိရင်မျက်လက်သမားကြီးလို့လဲထင်ရင်ထင်ကြမယ်နော်လိန်လူညာလို့လဲထင်ကောင်းထင်ကြလိမ့်မယ်တဲ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်စိတ်နေသဘောထားဘယ်လိုထားရမယ်အပြည့်ရှိတဲ့အလုပ်အပြည့်မရှိတဲ့အလုပ်တွေခွဲခြားပြီးတော့လုပ်တဲ့နာနဲ့မလုပ်တဲ့နာခွဲခြားပြီးတော့ဆုံးမဩဝါဒပေးတဲ့အလုပ်ဟာပို့ပြီးတော့ဘာသာတရားမှာတန်ဖိုးရှိတယ်ပေါ့အဲ့ဒီတန်ဖိုးရှိတဲ့အနုတာတဏိဆုံးမဩဝါဒပေးမှုကသာလဲဘာသာရေးနဲ့တင့်လျော်တဲ့တကူပြမှုပဲလို့မြတ်စွာဘုရားယူဆတယ်အဲ့ဒါကြောင့်မို့လို့ယေရှုမိုးပြန်ဒီလိုလုပ်ပြတာတွေကိုမြတ်စွာဘုရားမချီးမွမ်းဘူးလူစိတ်ကိုအတတ်ဟောတာတွေမချီးမွမ်းဘူးလောကလူတွေကတော့ကြစိတ်ဝင်စားတာတော့ဟုတ်လိမ့်မယ်နော်လူစိတ်ကိုသိတယ်ဆိုလို့ရှိရင်လူတွေကဘာလုပ်ကြမှာသာသနာပေါင်းကြီးညိုမှာတော့မဟုတ်ဘူးအိမ်ကစိန်လက်စွပ်ပျောက်သွားလို့အရှင်ဘုရားဘယ်နာရောက်နေတော့ဒါလာမေးမှာပဲနော်တကူပြတာလို့ရှိရင်အဲ့ဒါပဲလာမေးကြမှာပဲတရားဓမ္မတော့မေးမှာမဟုတ်ဘူးအရှင်ဘုရားဒီတရားဘယ်လိုကြောင့်ရတာတော့တပည့်တော်နီးပေးစမ်းမှာဒီတရားတပည့်တော်ရချင်ပါတယ်ဆိုတဲ့လူကရှားတယ်နော်ရှားတယ်အဲ့တော့ဒီနီလန်းတွေကတကိုးပြပြီးတော့စီယုံတဲ့နီလန်းတွေကမမှန်ကန်ဘူးလို့မြတ်စွာဘုရားဒီလိုဟောတာရှိတယ်ဒါကြောင့်မလို့ရှင်ပိန်တော်လာကိုပြစ်ခါကမြတ်စွာဘုရားတကိုးပြတာကိုပြစ်တင်ပြီးတော့ဒီသိက္ခာဘုဒ္ဓံပြညတ်လိုက်တယ်နဘိက္ခဝေဂိဟိနံဥတ္တရိမနုဿဓမ္မအဋ္ဌိပါတိဟာရယံဓတ္တိတဗံအေးလူအကြောင်းတွေကိုဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဒီရနိုင်တဲ့ဂုဏ်ကြီးဖြစ်တဲ့တကိုးပြတိဟာကိုမပြရဘူးတဲ့အဋ္ဌိပါတိဟာမပြရဘူးယောဓတေယအာဝတိတဝိတ္တအဲ့ပြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ကတနော်ချွေရင်မှုတစ်ခုလုပ်တယ်မလုပ်တဲ့နာတစ်ခုလုပ်တယ်ဆိုတဲ့အပြစ်သူတင့်ရောက်စေရမယ်လို့ဒီလိုဝိနည်းမှာဒုက္ခအပ္ပသင့်တယ်လို့ပြောတာပေါ့နော်အပ္ပဆိုတာအပြစ်တင့်ရောက်မှုပဲအဲ့ဒီဒုက္ကတမဟုတ်တာလုပ်တယ်မင်းမှားယွင်းတယ်ချွတ်ချော်တယ်မလုပ်တဲ့နာလုပ်တယ်ဆိုတာနဲ့အပြစ်တင်ရမယ်အပြစ်မျိုးသူရတယ်လို့ဒီလိုသတ်မှတ်ပြီးတော့မြတ်စွာဘုရားဟာပြစ်တင်ရှုတ်ချခဲ့ပြီးတော့ယဟန်တွေကိုစိကံဥပဒေတခုထုတ်ထားခဲ့တယ်ပေါ့